ရှက်တရားကင်းမလိုက်တော့ပြာရောင်လေးစားခြင်းနဲ့ ဘယ်ပြောင်းစားပါလဲ လေဒီမှာတွေ့တယ်ပြာရောင်လေးဘာပြောလို့လဲဩသူပြာဝတ်ထားမှန်းအောင်တတိမထားမျိုးဒုက္ခပဲ ကိုရစလိတ်စလိတ်ကိုရစလိတ်ကိုရစလိတ်အဘေအောင်ပြ တနေကုန်မယောင်းရတဲ့ဟာကြီးရှောက်အော်နေတယ်လေချောင်းနေနာကုန်တော့မှာနော် ဘယ်တခေါခင်ဗျဘာပြောလဲခင်ဗျ လေဒီ line နဲ့ဟောပြောဘယ်သူမှဘာမှမပြောဘူး ဘယ်ဟိုတရက်တော့လည်းကြုံရောက်နေခင်ဗျနောက်ရှက်တယ်ဒီတရက်တော့ခင်ဗျနောက်ရှက်တယ်နော် ရောင်းနေလေဒီဘက်ကပုံစံအောင်လေကြည်အောင်လေမင်းကလည်းစွတ်ကြဲဆုံးနဲ့လာတာဘလို့ဝယ်စားနိုင်မှာတော့ အဲ့ကောင်မင်းဘယ်လိုပြောတာလဲ အာသေးရောက်နေနှစ်ယောက်ရန်ဖြစ်နေလို့မကျွန်တော်မဖြစ်နိုင်ဘူးလို့တော့ကွန်မန်ရေးနေ များလာပြီနော် မရပါဘူးဗျာ ဟာမင်းများလာပြီမင်းနော် တစီလေးမစီးခြင်းဘူးလား ဘယ်လက်စီစီရမှာလဲ ဟုတ်ပါဘူးကိုမေးနေတာလိုင်းကားစီမလားတစီစီမလားကိုမေးနေဩဒုက္ခပဲပြဿနာလားရှာနေ ဘယ်လိုလားယူနေမိမယူလိုက်ပါလား ဟမ်မိမယူရမယ် ဟုတ်တယ် ကိုလေးလုတ်ပေါင်နေမမေကိုလုတ်ကျွေးရအောင်မငယ်သေးတယ်ဒုက္ခပဲလာယူခိုင်းနေတယ်လောက်နှုတ်ဖက်နေတဲ့ရုပ်လေးကမိမယူစီရလား ငါလူဖတ်နေရဆိုကျုပ်တို့ကအိုးစားနေလို့လား မင်းတို့ကြောင့်ပြောဦးနော်မင်းတို့ကြောင့်မပြောဘူးဟမ် ဒါတော့လွတ်လွတ်ကျွတ်ကျွတ်ပြော လွတ်လွတ်ကျွတ်ကျွတ်ပြောတယ်ကိုနှုတ်တယ်လို့ပြောတယ်ဘာဖြစ်လဲဩဒုက္ခပဲလား မင်းကလူနေတယ်ဆိုတော့ငါတို့ကပဲအသက်ကကြီးနေတယ် ခမ လို့ ရကိုကြုံပြောကိုမပြောတယ်ခမရစရင်နဲ့ကိုခမရနာမည်လည်းမပါခမရအကြောင်းလည်းမပါဘူးနော်မင်းလေ များနေပြီနော် ဟာရီးသားမရှိသေးပါဘူးတဲ့တောင်တကုံမှာကလေး၃ယောက်နဲ့ဒုက္ခရောက်နေတာမသိဘူးပြမှတ်နေ ဟဲ့ကောင်မင်းတော်ပိုများလာပြီနော်မင်းငါစိတ်တော့ မဟုတ်လေခမရပြောတာမဟုတ်ဘူးလေ မင်းပြောနေတယ်ငါ့ကိုတဲထိနေတယ်တဲ့မှန်းနေတယ် ကိုကြီးတကယ်စိတ်မလုံးနဲ့ကိုကြီးကျွန်တော်ပြောကိုမပြောကျွန်တော်လိုင်းကျွန်တော်တုံးနေတာ ဟာမင်းစောတော့ပြောတယ်တခုပြောင်းတာတွေရောအသားမဲတာတွေရောခလေးသုံးနေရောငါနဲ့တိုက်ဆိုင်နေတယ် ခမရကိုပြောကိုမပြောစရင်နဲ့ကိုမပါဘူးမလေးတောင်တကုံမှာမိမရဲ့မလေးစတိုးဆိုင်လေးကတ်စားနေတာမြန် ဟာအဲ့တော့ပို့ပြီးထိဟဲ့ကောင်ပို့ထိတယ်နော်ပို့မှန်းနေတယ် တော့ပဲကြီးလိုက်လားဗျာဘာဖြစ်နေတာလဲ မင်းငါ့ကိုပြောနေသလိုပဲ ပြောပါဦးဗျာအေးစင်းနေတာမှာခမရကျုပ်ရင်ထဲမှာဒီကျုပ်ရှိရဲ့ရင်ထဲမှာဆန္ဒကတော့ဒီအပြာလေးနဲ့တစီလေးငားပြီးတနေရာသွားလိုက် ဘယ်ပြောလက်စီငါမှာလဲ ဒီအပြာအခုဒီလိုင်းပေါ်မှာရှိတော့မယ်အဲ့ဒါလှမ်းကြောင်းနေတာလှမ်းကြောင်းနေ တော်တနာ ဝေးဒီလူနဲ့ပြောမလဲအဲ့လူအဲ့တိုင်းပဲဟိုဒါနဲ့စကားမဆက်ကိုစားပါဦးလားအပြင်းပြေလေး အာမစားဘူးကွာရှာတွေပေါက်တယ်နော်ပါဇက်အလှပြက်မှာဆိုလို့ကိုမစားဘူး ရှာပါဦးတော့ပေါ့ဒါယာယီကိုတော့ ပတ်စံမပါဘူးလို့ပတ်စံမပါဘူးဟာနားလေကန်းကုန်တော့ဘာဖြစ်နေတာတို့ အဲ့မစားပါတယ်မစားပါဘယ်နဲ့ဘယ်လိုလုပ်မဒီ YBS စီးလို့ရမှာလဲ မဟုတ်ဘူးကျုပ်ပြောတာဒီနေ့လိုင်းနဲ့ဟာကိုပြောတာပါ ဒီတော့ကွာဒီနေ့တော့ဒီ line နဲ့မထိခံနေရတယ် line နဲ့ဖိခံနေရတာ လိုင်းကိုသုံးတာကိုပေရှိလို့ကိုသုံးတာတော့ပြဿနာရှာခံတယ်ဩဒုက္ခပဲ စိတ်တူတဲ့ချိန်မှာစလိုက်တော့တာစိတ်ပြေတယ်ဗျာ မတော်ဘူးကွာရအောင်မတော်ဘူး no smoking no နော်မင်းလည်း တဲ့ချိန်စလိတ်တော့လိုက်လို့တော့သီးပြီးသေချင်းသုံးနဲ့သေဦးမှာလား ဘလို့ပြောတာလဲ ကျမ်းမာရေးကိစ္စဖတ်နေတာကျမ်းမာရေးကိစ္စဖတ်နေတာဒေါသဖြစ်တဲ့အချိန်မှာစလိတ်မပွားနေတဲ့ပြီးရင်သေတတ်တယ်တဲ့ ဒီ line တော့မင်းတော့တောင်းနေတာနော် အာလူချိုလေးစားလိုက်ပါလားမစားဘူးမရောက်တော့ပါဘူး မလေးတော့ဘာစကားမလာခင်ငါအသက်ထွက်တော့မယ် လိုင်းနေရလဲကွာမကောင်းလိုက်တာဘီ ကိုရစလိတ်စလိတ်ကိုရ အာ တဲ့ တဲ့နေ့ပဲသွားမလဲ ကိုကလည်းကိုပြောတော့ဒီနေ့ခေကိုပန်းကြံလိုက်ပြမအောင်ဆို ဟောတဲ့ရလေပန်းချံဟောပန်းချံဟောတဲ့တခါတော့လည်းပန်းချံတော့ကွာ ကိုအိုင်ကမစင်းချင်းတန်စင်းစင်းချင်တော့တန်စင်းတန်စင်း ဒုက္ခပါပဲအဝေးစားတော့မှသူများနာငါအဝေးလာတဲ့ကောင်နဲ့တွဲပြီးတော့တက်စီစည်းကျင်နေတယ်အော် ဟောတကယ်ကြီးစီရငါလာတာဟဲ့လို့ဟာရုပ်ဒီရသူများရငါဝက်စီရတာ ဟိုကျွန်တော်ခမပြောတာမဟုတ်ဘူးလေဒီမှာဒီထက်ကောင်ပြောနေတာ အဲ့ဒီဝက်စားကြည့်လိုက်အောင်အနေထားလဲရှိုးလိုက်အောင်ဒါလိုင်းပေါ်ကကိုတနာကြတယ်ဝတ်ထားတာကွာဘယ်တော့ဒီ ဒါကြဘေးလုံးပြင်မလားဗျာ စတိုးဆိုင်တွေသွားဝယ်လာတာ ဟုတ်ပါတယ်ခမကျွန်တော်မပြောပါဘူး အများအေးစင်းနေကျုပ်ကကျုပ်စကားပြောတယ် ကောင်မလေးရေမျက်လုံးရောပါရဲ့လားမျက်လုံးရောပါရဲ့လား လုံးအဲ့အပေါ်တွေမပြောနဲ့ ပြောပါဘူးဆ ကို ရာ ကကိုသုံးတာချင်းအေးစင်းချင်းချင်းသုံး ဟိုကျွန်တော်ပါဇက်ကထုတ်သုံးလိုက်တာ မဆက်ကမသုံးတာမသုံးနဲ့ဗျာ အော် ရောဘလို့စတာလို့ရှိရင်ကို ထုတ်နေတဲ့ရှုပ်နေပြာလေးကန်းငါပြီးတော့လိုက်ကြစီခိုင်းမဟုတ်ကိုပြောတာပါ ဘာသာပြောဝေးသာပြော ဟော ဒီဘက်ကခီးလေးကမုတ်စားကြည့်လို့လေဝယ်ကျွေးလိုက်တာပါ ဒါโอเคအမုတ်စားချင်းရော့လေ မဟုတ်ပါဘူးမစားပါဘူးငါလည်းတော့မှာတန်စင်း ခဲကိုပြောမယ်ပန်းချင်မသွားနဲ့လူမြင်ကွင်းမှာကျတော့အဆင်မပြေဘူးလေ ခွေးစက်ခင်းနေပြီခွေးစက်ခင်းနေပြီခွေးစက်
တော့ ခင်ဗျာဘာပြောတာ ဟုတ်ဘူးကျွန်တော်ဒီမှာ ကျောက်ကပန်းညံမသွားဘူးဆိုတော့ကျောက်ကခွေးဆက်ခင်းအောင်ခင်ဗျာကျောက်ကိုဘာမှမလဲ မုတ်လိုင်းပေါ်မှာ3.6တေအများကြီးတွေ့လို့ခွေးသက်ခင်းကျင်နေပြီလို့အဲ့ဒါလေးပြောတာအဲ့ဒါပြောတာအဲ့ဒါပြော ကျောက် တာ ကိုကြည့်မိခင်ဖာကောင်းသားသမီးကွာ မိကောင်းဖခင်လို့ပါ မိကောင်းသားနေသားသမီးဗျ ယုံပါတယ်ဥပဒေကိုကြည့်ပြီးယုံပါတယ်ဒီမှာလေဟိုမှာ3.6တေအများကြီးတွေ့လို့ခွေးသက်ခင်းတယ် သူ့ပန်းညံမသွားချင်ဘူးပြောဘာကြောင့်လဲဟောဖို့သွားဆောင်မယ် ကိုရစလိတ်စလိတ်ကိုရ ရတော့လုံးဝလုံးဝ ဩတက်လာပြန်ပြီတက်လာပြန်ပြီမလဲ32နှစ်ရီးသားမရှိဘူးတဲ့ကလေး3ယောက်ပဲငါပြန်လဲလေလားခင်ဗျားလည်းကြုံဒီမှာပြန်တက်လာတာခင်ဗျာသူတို့ကဓာလေးကြီးပဲတက်နေတာခင်ဗျာလိုင်းနေတာဒုက္ခပဲ ကိုရစလိတ်စလိတ်ကိုရလေးစလိတ် ဟောနေတာကွာအေးစိနေသမား လိုက်ဆွဲရ ကွာရောက်နေတယ် အတိုးတွေလိုက်ရောင်းနေပြီးတော့ဘာတွေပြောမှလည်းမသိဘူးကွာ ဒီမှာတော့ဝေးသွားတယ်တော့ဝေးသွားတယ် မပြောင်းလေးရတယ်အေးစိနေတာစိတ်ကြီးလေငါတို့ကပြဿနာရှာနေတယ်ကိုလုံးဝရောင်းပါကလေးဒီဆက်လို့ဆက်လို့ကြားတော့မဟုတ်ခဏနေ နေရပဲ စူးညာနဲ့ဘာဖြစ်နေကြဘာဖြစ်နေကြတာလဲ ကိစ္စဒီလိုပါ ဟုတ်ပြီသိပြီ ဒီ ဟာဘာ ဟုတ်တယ်သိပြီလို့ဆက်ပြောလို့ ဟုတ်ကဲ့ကျွန်တော်တို့ကဈေးရောက်တာဒီလူကဒီမှာ ဈေးပန်းကြီးမတိုင်တာပါလို့ဈေးရောက်မှငါသိတာပေါ့ ခင်ဗျားဘာလုပ်လဲ အလူခံလားဟာ တဏ္ဍသမ မတ်တရခမလာဟဲ့ကောင် ဒီလိုစတိကိုလာနေပါလို့အလူခံမှတ်တာပေါ့ ဒီလိုပုံစံလူကဖြစ်မလားကွာအုတ်ကြီးကွာအုတ်ကြီး အုတ်ကြီးသိပြီအုတ်ကန်ရဲ့ဘေးနာအုတ်ကြီးဆိုအဲ့လောက်ကြီးဟာဘာ ဟာရောင်တတနာတော့တွေ့ပြီဟဲ့အုတ်ကြီး အုတ်ကြီးဆိုတော့အင်းကျုပ်ပေါ့ ဒီပေါ့ ဒီလိုလေး ဟာပေါ်စောသွားပြီနော်ပေါ်စောသွားပြီ အုတ်ကြီးဆို အုတ်ကြီးဆိုတာဒီလုံး ဒီရုပ်ဒီရ ဒီရက်ကွက်မှာငါအုပ်ဆုံးနေတာလို့ပြောတာကွာ ဟောတီရက်ကွက်ကအုတ်ကြီးဆိုတာအုတ်ချုပ်ရည်မှုဒါကိုပြောတာပဲဗျာဒီမှာပြဿနာတက်နေတာအုတ်ကြီးอ่ะ စူးညာတဲ့ကိစ္စကိုငါ့ကိုပြော ကျွန်တော်ပြောမကရတာငါပြောမယ်ဒီကြောက်ငါရေတော့ပြောမယ်ငါရေတော့ပြောမယ်ကျွန်တော်ပြောမယ်ဒီကြောက်ကြီးอ่ะ ကျုပ်ကလည်း လုံးကကောက်ပဲဘာပြောမှဒီလိုမင်းတို့လောက်တဲ့အုတ်ကြီးလူထွက်ချင်စိတ်ပေါက်လာပြီနော် ဘလို့ဘောသာထွက်တယ်လုံဆမ်းပါ တယောက်ချင်းပြောကျွန်တော်အရင်ဆုံးဘယ်လိုရောက်တာဒီနားလေးကို ကျွန်တော်ရောက်တာ အေးအဲ့ဒါဆိုမင်းရင်ပြောခင်ဗျားကပထမပြော အတူတူပဲဟာအရင်ပြောတယ်ပထမပြောအတူတူပဲလေဦးကြီး အဲ့တော့မင်းနံပါတ်1ပြော ဟုတ်နံပါတ် ဟိုကနံပါတ်1ပြော ခွဲပြောလိုက် ဒီမကတယောက်ချင်းပြောကွာ ဒီလိုအုတ်ကြီးอ่ะကျုပ်ကဒီမနေ့ဒီမှာဈေးရောက်မယ်ဆိုရောက်လာတာဒီလူကဒီနေ့မှာရက်နေတာပေါ့နော်ကျုပ်ကဒီမှာဈေးရောက်နေတာကျုပ်ကသူတို့ကိုရောက်နေတာကျုပ်ရဲ့နေကြသည့်တွေကအစီတွေအစတွေလည်းမပါဘူးတဲ့ပြီးတော့ကျုပ်ကမကောင်းတဲ့ဟာတွေရောက်နေတယ်တဲ့ဒါကိုထင်းကရှောက်ပြောနေတာအဲ့တော့သူတို့ကလည်းဝင်မစားဘူးဝင်မစား ဟုတ်တယ် ကျုပ်ကပတ် ဟုတ် သက် တယ် မရဘူး ဟုတ်တယ်သမီးပြောမယ်ဒီလူရလေတလားအပြာလေးအောင်လေတိုက်စီနဲ့သွားမယ်ဟောတက်ခေါ်မယ်တဲ့အုပ်ကြီးဒီလိုပြောနေတယ်သမီးကိုဒီတနာယူတာ ဟုတ်တယ် ကောင်မလေးတယောက်ကိုဟုတ်တယ်အုတ်ကြီးဒီခေါ်တော့လေ နင်းမေခေါ်တော်လား ခေါ်တော့ခုလည်းတော့ဒီမှာကျွန်တော်ကလည်းဒီလိုပြောတယ်ဗျာကျွန်တော်ငယ်ငယ်ဒီမှာနှစ်ဟူးပြောင်းနေတယ်တဲ့ဟာအသက်ကဟာ60လောက်ရှိပြီတဲ့ ရိုးတော့ ဟာမရရဲ့ဆေးဆိုင်ကိုမိခိုးစားနေတယ်တဲ့အဲ့ကျွန်တော်ပြောတော့သူဒီတိုင်းထဲမှာတူတယ်ဆိုကျွန်တော်ပြောတော့ဘာဖြစ်ဒီမှာအုတ်ကြီးကျွန်တော်ကောင်မလေးနဲ့ကျွန်တော်ခင်းလေးနဲ့ကျွန်တော်နဲ့ ဘာလဲမခွေးရ ဟုတ်ပါလိုက်ပါကျွန်တော်ခဲခဲ ပြီးအောင်ပြောလေကွာ ခဲမလိုက် အဲ့စကားတွေငါနားမလည်ဘူး ခမရနဲ့ဗျာအုတ်ကြီးတော့ဒီမှာကျုပ်ခဲခွေးပြရတယ်လို့မကျုပ်ခဲနဲ့ကျုပ်နဲ့ဒီကားစီးမယ်လိုင်းကားစီးပြီးပန်းညံသွားမယ်ဟော့ပေါ့ဆောက်မယ်ဒီအားလေးရလေးမှာသွားဖို့တော့ခလောက် ခင်ဗျားက तू ကဘယ်လိုပြောလဲ အုတ်ကြီးဒီလိုဗျာကျွန်တော်ပြောတာအုတ်ကြီးနဲ့ဒီနားရောက်တာတော့ကြာသွားပြီကျွန်တော်ဘယ်သူမှမစော်ကားဘူးဆိုတော့အုတ်ကြီးသဘောပေါက်တယ် လိုင်းပါရှင်းလားကျွန်တော်ပြတာရှင်း ပြဿနာကိုရှင်းပေးဟုတ်တယ် ဟုတ်ပြီသမီး မ ရေးရှင်းပဲ င်းတို့နေကြသိရောက်တော့အစိမကောင်းဘူးလို့ပြောတာဟုတ်တယ်မင်းကအစိမကောင်းတာလားနေကြသိပြောပါတော့မျက်စိမကောင်းတာလား ကောင်းတယ်တဲ့မျက်စိကောင်းတယ် ကျွန်တော်တော့ရှင်းကျွန်တော်အဲ့ပြောတာရှင်း တူးလေ ကျွန်တော်လည်းဘာမှမပြော ရေးရှင်းပဲသမီးကလာယူရှင်းပဲ ရှင်းပဲကျွန်တော် ဒါက ရှင်းပဲဟုတ်တယ် ငါဒီရက်ကွက်ကအုတ်ကြီးဟီပါကွာငါရှင်းမယ်အိုင်လုံးငါရဲ့ရုံကောင်းလိုက်ခဲ့ ဟုတ်ကဲ့ ခေါ်ရတဲ့ကောင်တွေအကုန်လုံးရုံကောင်း